ခဏလေးတော့ 如果面太满了，都是了漂亮， ခဏလေးတော့ 不地了漂亮，但没人不给 လေးလေးလေးအားပါလေးစားတယ်တဲ့ရှိတယ်။ဒီလိုဖတ်ပြရတယ်။ကိုခိုင်းတဲ့သူကဖတ်ပြခိုင်းတယ်။ဘူးကိုခိုင်းတာသိတာ။အဲ့မသိဘူးလား။အားလေးရှိတာ။အနေရောက်လေ။ဟုတ်တယ်။ပြောက်ပဲ။ပြောက်ပဲ။စားပြရတယ်နော်။စားရတဲ့လည်းလေးရရှိတယ်။အမတ်တရားပြောက်တာနော်။ Happy birthday ပါကိုတဲ့။သိတာဘူးကိုခိုင်းတာ။အားပါလေး။တရားပွဲလားဟုတ်လို့လားသိကြလို့လားဒါမှလည်းရောက်လာလို့တရားပွဲဒီနေ့မှစပြီးတော့တဲ့နေ့ရက်တိုင်းကြောရှင်ပါလေတဲ့ဒီကအားကိုရတဲ့သားလိမ်မာလေးတယောက်ကိုတဲ့အခက်ခဲတိုင်းကိုကြောဖြတ်နိုင်ပါစေနော်တဲ့ချစ်ချင်တဲ့ညီမချက်တွေတဲ့အញ្ញံဆုံးအကောင့်ထဲပေါ်နိုင်ပါစေတဲ့ဆန္ဒနဲ့ဘဝလည်းတစ်ထပ်တည်းကြပါစေနော်တဲ့ပြီးတော့စိတ်ချမ်းသာကိုယ်ကျန်းမာသွားတဲ့ဖြစ်ရည်တွေနဲ့ပြောရှင်စွာနေနိုင်ပါစေတဲ့အခုပေါ်မှာတဲ့အနာရီသိုးခဲ့မိတာတွေလည်းတောင်းပန်ပါတယ်တဲ့အခုလိုတစ်မျိုးအဖေလိုတစ်မျိုးတငယ်ချင်းလို့တဲ့ခလေးနာပါနေတဲ့တီးခက်ချစ်ပေးလို့လည်းပို့ပြီးအများကြီးချစ်ရပါတယ်တဲ့အရင်ကတည်းကလည်းပို့ချစ်ပေးပါအောင်တော့တဲ့အများကြီးကြော်နေခြင်းလို့တဲ့ surprise လုပ်ပေးလိုက်တာပါရှင်တဲ့ပြောမယ်လို့ပြောလေးပြပါတယ်တဲ့အရင်လိုအရင်မစိုးတော့ပါဘူးတဲ့လိမ္မာပါမယ်တော့တဲ့အရင်ချစ်တဲ့ကိုတဲ့ကိုရဲ့လူမျိုးမှနေရဲ့အဲ့လိုထားလိုက်တယ်ပထမဆုံးရ surprise လားဟုတ်လားတော်တော်ကြီးရဆက်တော့ကြာလာခါမလေးအားချက်ပြော မတင်တော့တာပဲနဲ့ပြောပြောပြလို့ဆိုတော့အများကြီးချစ်ပြီးပါအများကြီးလည်းချစ်ပြီးပါအားလည်းပို့ပြီးပါအားကိတ်ကလေးဘာမလေးအဝေးရလားရဟုတ်စင်ကာပူအောင်အားလည်းလုပ်ပြီးတယ်ဟုတ်တယ်ဒါပေမဲ့ဘာလို့ရရဲ့ဒီနေ့လက်တော့ surprise ကတော့မလုပ်ရဘူးဒီလိုခံစားတရားပြောပြောရရောလား